ဖုန်းတစ်လုံးရှိုံနဲ့ AI ဘောမှာရင်းနှီးမြှုပ်နှံပြီးတစ်နေ့ကို$2ရှာကြမယ်အားလုံးပဲမင်္ဂလာပါဗျ Free Online Crypto and For You Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ online မှာရင်းနှီးမြှုပ်နှံမှုလုပ်ပြီးပတ်စံရှာလို့ရတဲ့ AI ဘောတစ်ခုအကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော် AI ဘောမှာရင်းနှီးမြှုပ်နှံမှုလုပ်ပြီးပတ်စံရှာဖို့အတွက်ဘာတွေလိုအပ်လဲပြီးတော့ကျွန်တော်တို့ရလာတဲ့အမြတ်တွေ share တွေကိုထုတ်ဖို့အတွက်ဘာတွေလုပ်ဆောင်မလဲဆိုတဲ့အကြောင်းလေးကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြပါဗျโอเคဒါဆိုကျွန်တော်တို့ဗီဒီယိုစလိုက်အောင် AI ဘောနဲ့တူပတ်စံရှာဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အကောင့်တစ်ခုဖွင့်ပေးရပါတယ်။အကောင့်ဖွင့်ဖို့အတွက်ကကျွန်တော်ဒီအပေါ်မှာ email register, phone register ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ email register ကိုပဲပြောင်းထားလိုက်ပါ။ပြောင်းပြီးရင်တော့ကျွန်တော်ဒီအပေါ်ဆုံးက email နေရာမှာကျွန်တော်တို့သုံးနေကြ Gmail ကိုထည့်ပေးလိုက်ပါ။ Gmail ထည့်ပြီးရင်တော့ဒီအောက်မှာ password နှစ်ခုထည့်ပေးရပါတယ်။ဒီ password နှစ်ခုကတူဖို့လိုအပ်ပါတယ်ပြီးတော့မေ့သွားလို့လည်းမရပါဘူး password ထည့်တဲ့အခါမှာအင်္ဂလိပ်အခရာအကြီးတစ်လုံးအသေးတစ်လုံးပြီးရင်ကဏ္ဍ6လုံးထည့်ပေးရပါတယ်ကျွန်တော်တို့ဒါတွေအကုန်လုံးဖြည့်ပြီးပြီဆိုရင်တော့ဒီအောက်က register ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ AI ဘောမှာပတ်စံရှာဖို့အတွက်ကိုယ်ပိုင်အကောင့်တစ်ခုရသွားပါလိမ့်မယ်ဟေးဒါဆိုရင်တော့ကျွန်တော်တို့ AI ဘောမှာပတ်စံရှာဖို့အတွက်အကောင့်ရသွားပါပြီအကောင့်ဝင်ချင်းဒီလိုပုံစံလေးပြနေလိမ့်မယ်အဲ့ခါကျရင်ဒီအောက်က close ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အကောင့်ရသွားပါပြီအကောင့်ရသွားပြီဆိုရင်ပထမဆုံးအနေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ရပါမယ်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ဆိုရင်တော့ဒီအောင်ဆုံးကအကွက်လေးမှာမြင်နေရတဲ့ဒုတိယမြောက်က Grifine ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒါလေးကတော့ကျွန်တော်တို့ share ထည့်ရတဲ့နေရာ share ထုတ်ရတဲ့နေရာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီ AI ဘောမှာပတ်စံရှာဖို့အတွက် share ဝင်ရပါတယ်ကျွန်တော်တို့ဒီ AI ဘောမှာပတ်စံရှာဖို့အတွက်အနည်းဆုံး share ကို$17ကနေစပြီးတော့ဝင်လို့ရပါတယ်ဒီ AI ဘောမှာ$17တန်း share ဝင်ထားရင်တော့တစ်နေ့ကို20%အနေနဲ့$2ပြန်ရပါတယ်ဒီကောင်ကဘာမှလုပ်เสียမလိုပါဘူးကျွန်တော် share ဝင်ပြီးပြီဆိုတာနဲ့ဒီတွေကနေထွက်လို့ရပါတယ်တနေ့တစ်ချိန်ကျွန်တော်ရရှိလာတဲ့အမြတ် share တွေကိုတော့လာယူအောင်ပါပဲကျွန်တော် share ဝင်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံးကျွန်တော်ရဲ့အကောင့်ကိုပတ်စံဖြည့်ရပါမယ်ဒီအောက်မှာဆိုရင်လည်း share ဝင်လို့ရတဲ့ဒေါ်လာအမောက်တွေအများကြီးရှိပါတယ်$17တန်း share ဝင်တာပဲကောင်းပါတယ်ဗျခေကျွန်တော်အကောင့်ကိုငွေဖြည့်ဖို့အတွက်ဆိုရင်တော့အရှေ့ဟုံးကိုတစ်ချက်ပြန်သွားပါမယ်ကျွန်တော်ဟုံးရောက်ပြီဆိုရင်တော့ငွေဖြည့်ဖို့အတွက်ဒီအပေါ်မှာမြင်တွေ့နေရတဲ့ WeChat ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်ငွေဖြည့်မယ်ဆိုရင်တော့ဒီမှာ crypto တွေဖြစ်တဲ့ USDT, TRX, BNB, USDC ဆိုပြီးတော့ရှိပါတယ်ဒီတဲရမှာအကောင်းဆုံးကတော့ကျွန်တော်ဒီအပေါ်မှာ USDT, BEP20 ရအကောင်းဆုံးပါပဲအဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါကိုနှိပ်လိုက်တယ်ဆိုရင်တော့ QR code နဲ့တူဒီမှာ address လေးကြာလာပါလိမ့်မယ်ကျွန်တော်တို့ကအဲ့ address ကို copy ယူလိုက်ပါ copy ယူပြီးရင်တော့ကျွန်တော်တို့ exchange တွေကိုအသုံးပြုပါမယ်ဒီနေရာမှာကိုကြိုက်တဲ့ exchange ကိုအသုံးပြုပြီးတော့ငွေသွင်းလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ Binance ကိုအသုံးပြုပြပါမယ်ကျွန်တော်တို့ Binance ထဲကိုတစ်ချက်ဝင်လိုက်ပါမယ် Binance ထဲရောက်ပြီဆိုရင်တော့ငွေသွင်းဖို့အတွက်ဒီဘက်တောက်ဆုံးမှာမြင်တွေ့နေရတဲ့ access ဆိုတဲ့ wallet ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ wallet ထဲကိုရောက်သွားပါလိမ့်မယ်ကျွန်တော်ကငွေသွင်းမှာဖြစ်တဲ့အတွက်ဒီအပေါ်မှာမြင်တွေ့နေရတဲ့ withdraw ဆိုတာကိုနှိပ်လိုက်ပါကျွန်တော် withdraw ဆိုတာကိုနှိပ်ပြီးရင်တော့ဒီမှာ P2P trading ရဲ့ withdraw ရရှိပါမယ် withdraw ကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါခေကျွန်တော် withdraw ဆိုတာကိုနှိပ်ပြီးရင်တော့ဒီ search bar မှာ USDT ဆိုပြီးတော့ရှာလို့လည်းရတယ်လို့ကျွန်တော်တို့မှာ USDT ရှိနေဒီအပေါ်ဆုံးမှာပေါ်ပါမယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်က Sun Crypto Network ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ငွေသွင်းဖို့အတွက်ရပါပြီဒီအပေါ်ဆုံးက address နေရာမှာတော့စောစောက AI ပေါ်တွေကကျွန်တော်တို့ copy ယူလာတဲ့ address ကိုထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော် amount နေရာမှာကိုဘယ်လောက်သွင်းမှလဲ$17ဆို$17ဆိုပြီးထည့်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီအလဲက network နေရာမှာအပေါ်ဆုံးမှာရှိနေတဲ့ BEP20 network ကိုရွေးချယ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ငွေသွင်းလို့ရပါပြီအားလုံးပြီးပြီဆိုရင်တော့ဒီအောက်က withdraw ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ငွေသွင်းရုံပါပဲBEP20 network နဲ့ကျွန်တော်တို့ငွေသွင်းနေဆိုရင်တော့ network ကမပေးရပါဘူး network ကြီးက0 fee ပါကျွန်တော်ဒီ bot တွေကိုငွေသွင်းဖို့အတွက်ပတ်စံမရှိတဲ့သူတွေကကျွန်တော် channel ထဲမှာပတ်စံရှာလို့ရတဲ့ game တွေတင်ပေးထားပါတယ်အဲ့ဒါကိုစောစုပြီးတော့ဒီထဲကိုငွေသွင်းလို့ရပါတယ်ခေကျွန်တော်ငွေရလာပြီဆိုရင်တော့ share ဝေဖို့အတွက်စောစောက Grifine ဆိုတဲ့နေရာလေးကိုပြန်သွားမယ်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်ကိုဆွဲလိုက်ပါခေဒါဆိုရင်တော့ကျွန်တော်ဒီနန်းမှာ VNB1 $17တန်း share 14ရှိပါတယ်အဲ့ဒါကိုဝယ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီနန်းလေးမှာ click to unlock ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်ပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ကဝယ်ထားပြီးသားဖြစ်တဲ့အတွက်ဒီမှာထပ်ပြီးဝယ်ပြလို့မရတော့ပါဘူးကျွန်တော်ဝယ်ပြီးပြီဆိုရင်တော့အမျက် share ထုတ်ဖို့အတွက်ဒီနန်းမှာလာပြီးတော့ယူပေးရပါတယ်24နာရီတစ်ချိန်ယူပေးရတာဖြစ်ပါတယ်ကျွန်တော်ယူပြီးသားလူတွေဆိုရင်တော့1/1ဆိုပြီးပြနေပါလိမ့်မယ်မယူရသေးတဲ့လူတွေက0/1ဆိုပြီးတော့ပြနေပါလိမ့်မယ်ကျွန်တော်တို့ဒီထဲမှာ$17တန်းဆက်သွင်းပြီးပြီဆိုတာနဲ့$2ယူလို့ရပါတယ်ခေကျွန်တော်ရလာတဲ့ share တွေကိုထုတ်ဖို့အတွက်ဆိုရင်တော့ဒီကမီတဲကိုပြန်သွားမယ်
ကျွန်တော်ရဲ့မိရေကိုပိုင်ကောက်ထဲရောက်ပြီဆိုရင်တော့ဒီမှာ withdraw ဆိုတာလေးရှိပါပဲအဲ့ withdraw ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်မှာ$2.175ရှိပါတယ်ဒါကိုကျွန်တော်ထုတ်ပြပါမယ်ထုတ်ဖို့အတွက်ကဒီမှာ network နှစ်ခုရှိပါတယ် BEP20 ရဲ့ TRC20 ရဲ့ဆိုပြီးရှိပါတယ် BEP20 ပဲရွေးထားပါဒီ AI bot တွေကနေငွေထုတ်ဖို့အတွက်ဆိုရင်တော့အနည်းဆုံး$အနေထုတ်လို့ရပါတယ်ကျွန်တော် wallet address ထည့်ဖို့အတွက်ကကျွန်တော် Binance Exchange ပဲအသုံးပြုပါမယ်ကျွန်တော်ပြန်ထွက်လိုက်ပါမယ်ပြန်ထွက်ပြီးပြီဆိုရင်တော့ကျွန်တော်ကငွေလက်ခံမှာဖြစ်တဲ့အတွက် deposit ဆိုတာကိုနှိပ်လိုက်ပါကျွန်တော် deposit ဆိုတာကိုနှိပ်ပြီးရင်တော့ဒီ search bar မှာ USDT ဆိုပြီးရောရိုက်ရှာပေးလိုက်ပါဒါဆိုရင်တော့သူ့ရဲ့ USDT crypto ကျလာပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်တော့ကျွန်တော်ဒီမှာမြင်တွေ့နေရတဲ့ BEP20 ဆိုတဲ့ network ကိုရွေးချယ်ပေးလိုက်ပါဒီ network ကထုတ်ရတာအဆင်ပြေပါတယ်ကျွန်တော် BEP20 network ကိုရွေးချယ်ပြီးရင်တော့ကျလာတဲ့ address ကို copy ယူလိုက်ပါ copy ယူပြီးရင်တော့ AI bot တွေကိုပြန်သွားပါမယ်AI bot တွေကိုသွားပြီးရင်တော့ကျွန်တော်ဒီနက်က wallet address နေရာမှာ Binance ထဲကနေပြီးတော့ကျွန်တော် copy ယူလာတဲ့ address ကိုထည့်ပေးလိုက်ပါမယ်ထည့်ပြီးရင်တော့ဒီအပေါ်မှာ amount ထည့်ပါမယ်ကျွန်တော်ကတော့$2.175ထုတ်ပြပါမယ်အဲ့တော့ကျွန်တော်ဒီမှာထုတ်မဲ့ amount ကိုထည့်လိုက်ပါမယ်ကျွန်တော်ဒီ AI bot တွေကနေငွေထုတ်မယ်ဆိုရင်တော့ပထမဆုံးအကြိမ်အနေနဲ့ free ထုတ်လို့ရပါတယ် fee ကြီးမပေးရပါဘူးကျွန်တော်ငွေထုတ်မယ်ဆိုရင်တော့ဒီအောက်မှာ security password ထည့်ပေးရပါတယ်ဒီ security password ကလည်းကျွန်တော်ရှေ့မှာကောက်ဖွင့်တော့သုံးခဲ့တဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာကောက်ဖွင့်တော့ထားတဲ့ password ကိုမေ့သွားလို့မရပါဘူးအားလုံးပြီးရင်တော့ကျွန်တော် confine ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီ AI bot တွေကနေပြီးတော့ share ထုတ်တာအောင်မြင်သွားပါပြီကျွန်တော်ရဲ့ဒီ wallet ထဲမှာဆိုရင်လည်းပတ်စံမရှိတော့ပါဘူးကျွန်တော်ရဲ့ exchange ကိုငွေရောက်လာဖို့အတွက်ကတော့အချိန်ခဏတော့စောင့်ပေးရပါတယ် withdraw history ထဲမှာဆိုရင်လည်းကျွန်တော်ငွေထုတ်ထားတာတစ်ကြိမ်ပဲရှိပါသေးတယ်ကျွန်တော်ဒီ bot ကိုမနေ့ကမှငွေသွင်းပြီးတော့ဒီနေ့ထုတ်ပြတာဖြစ်ပါတယ်2မိနစ်လောက်နေတော့ကျွန်တော်ရဲ့ဒီ Binance ထဲကိုဒေါ်လာဝင်လာတဲ့ message လေးလက်ခံရရှိပါတယ်ကျွန်တော် Binance wallet ထဲမှာဆိုရင်လည်း AI bot ကနေပြီးတော့ရရှိထားတဲ့ share $2ရောက်လာပါတယ်ကျွန်တော် AI bot တွေကနေငွေထုတ်တာကတော့10မိနစ်2မိနစ်ပဲကြာပါတယ်10မိနစ်2မိနစ်နေတော့ကျွန်တော်ရဲ့ဒီ exchange တွေကိုပတ်စံရောက်လာပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ AI bot ရဲ့ share ဝင်နည်းနဲ့ share ထုတ်နည်းကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီ AI bot နဲ့ပတ်သက်ပြီးတော့ average ဒီသိရရင်လည်းထပ်ပြီးတင်ပေးမှာမို့လို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားကြပါဦးပြီးရင်တော့ကျွန်တော်ဒီမှာ inverter ဆိုတာလေးရှိပါတယ်ဒါကိုတစ်ချက်နှိပ်လိုက်ပါ inverter ဆိုတာကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ link ကျလာပါလိမ့်မယ်အဲ့ link ကို copy ယူပါ copy ယူပြီးရင်တော့ကျွန်တော်တို့ဒီ investment လုပ်မဲ့လူတွေ online ကနေပတ်စံရှာမယ်ကျွန်တော်တို့တငယ်ချင်းတွေကိုပို့ပေးလိုက်ပါသူတို့ကကျွန်တော်တို့ link ကနေမှတစ်ဆင့်အကောင့်ဖွင့်ပြီးငွေသွင်းနေဆိုရင်ကျွန်တော် percent နဲ့ရပါသေးတယ်ပြီးရင်ကျွန်တော်တို့အလဲမှာ invest ဆိုတာလေးရှိပါမယ်အဲ့ဒီရဲကိုတစ်ချက်ဝင်လိုက်ပါဒါကတော့ဒီ AI bot တွေကနေပြီးတော့ဒုတိယပတ်စံရှာလို့ရတဲ့နေရာပဲဖြစ်ပါတယ်အနည်းဆုံး$15တော့သုံးရပါမယ် daily rate ကတော့18%ပြန်ရပါမယ်ရက်ကတော့9ရက်ပဲအလုပ်လုပ်ပေးပါတယ်ဒီကောင်လေးကမတုံးလဲရပါတယ်ကျွန်တော်တို့ AI bot တွေကိုတွားပြီးတော့စောစောက$17တန်းဆက်ဝယ်ထားရေးဆိုတာနဲ့ကျွန်တော်တို့ဒီ AI bot တွေကနေပြီးတော့ပတ်စံတွေကိုရနေပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ AI bot နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒါလောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ်နားမလည်တာရှိရင်လည်းကျွန်တော်မေးခဲ့လို့ရပါတယ်ဗျကျွန်တော် Telegram channel လေးကိုလည်း join ထားကြပါဦးဒီ AI bot နဲ့ပတ်သက်တဲ့ update တွေသိရရင်လည်းထပ်ပြီးတော့တင်ပေးသွားပါမယ်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ